ဘာနလာတွဲမှာလဲတလလား3လလား6လလားတခါတည်းအဖြစ်ပြောထားလိုက်ပါလားဘာလို့လဲဆိုတော့လေတငယ်ချင်းတွေကိုလေခဏခဏမိတ်ဆက်ပေးပြီးတော့တလားနလနဲ့ပြတ်သွားတော့သူတို့အားနာလို့အပျော်တွေ့ရမှာပါဘူးပျော်တွေ့ရမှာပါဘူးအတီတွေ့တာပါတခြားတော့မဟုတ်ပါဘူးယူရိုနဲ့ပြတ်သွားပြီးတဲ့ခါကျရင်လေရာယူရိုကိုမိနိုင်မိမယ်ရာတငယ်ချင်းတွေကယူရိုကိုမမိနိုင်ဘူးအဲ့ဒါကြောင့်ပါရယူတငယ်ချင်းနဲ့လေရအောင်မက်ဆက်ပေးစားမလို့ရတယ်ပြီးလဲပြီးပါတော့လေယူနဲ့ရနဲ့သာပြတ်သွားပြီမယ်လေရနဲ့ယူတငယ်ချင်းကမပြတ်ဘူးအရန်ခင်มาပြီးတော့လေသွားဟဲစားဟဲပြုတ်ဟဲဆိုလို့ရှိရင်လေယူအကြောင်းလေးအတင်းတုံမှာဆိုလို့အားနာလို့ခုကကြုတ်ပြောထားအဲ့တော့စိတ်ပူနေယူနဲ့တွဲလို့ရှိရင်လေယူနဲ့တက်ပုံကို Facebook တို့ဘာလို့မှမတင်ဘူးသိလားဘာလို့လဲဆိုတော့လေယူနဲ့ပြတ်သွားပြတဲ့ခါကျရင်အဲ့တပုံတွေတောက်ပြက်မြန်ဖြတ်နေရတာအလုပ်တစ်ခုပို့ရှုပ်လို့ခုကကြုတ်ပြောထားအဲ့တော့စိတ်ပူနေပြတ်သွားပြတဲ့ခါကျရင်လေ unfriend လည်းမလုပ် block လည်းမလုပ်ဘူးသိလားဒါပေမဲ့လေယူရိုဘက်က unfriend ပြီးရင်တော့ရအောင်ပြန်မအပ်နဲ့နော်ဘာလို့လဲဆိုတော့ယူရိုရဲ့ရည်သားတဲ့နဲ့ပျော်နေပုံတွေတွေ့လို့ရှိရင်လေရကလေစိတ်တူပြီးတော့သွေးနှထင်တက်လို့အခုကကြုတ်ပြောထား